ကူတိုင်းတောင်ငူခရိုင်အတွင်းကစတောင်းမြစ်အနီးရှိကျေးရွာတွေကိုစစ်ကောင်စီတပ်က3ရက်ကြာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်2ဦးအပါအဝင်ပြည်သူ10ဦးသေဆုံးပြီးရွာပေါင်း10ခုကျော်ကဒေသခံထောင်နဲ့ချီဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ပြီးခဲ့တဲ့မေလ3ရက်နဲ့4ရက်နေ့တွေမှာအုတ်တွင်းထန်းတပင်နဲ့ဖြူးမြို့နယ်အဆက်ကကြေးရွာတွေကို Y12 လေရင်အပါဝင်လေရင်3စီးနဲ့ဘုံအလုံး40ကျော်ကျဲချခဲ့တာကြောင့်ပြည်သူ2ဦးသေဆုံးပြီး10ဦးထပ်မံဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင်တောင်ပုချောင်ရွာဖုံးကြီးကျောင်းနဲ့နေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့ရပါတယ်။မေလ9ရက်နေ့မှာလေဖြူးမြို့နယ်နဲ့ထန်းတပင်မြို့နယ်အတွင်းကကြေးရွာတွေကိုတိုက်လေရင်တွေအသေးခံ drone တွေနဲ့ထပ်မံဘုံကျဲခဲ့တယ်လို့တောင်လီတက်ကတက်လာတဲ့ MI35 ရဟတ်ယာဉ်နဲ့လည်း10ကြိမ်ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုအတွင်းဘွားအီစုကြေးရွာကဆက်လီလုတ်သား4ဦးနဲ့ကလေးငယ်2ဦးစုစုပေါင်း6ဦးထပ်မံသေဆုံးခဲ့ရပါတယ်။ဒေသခံတွေရဲ့ပြောပြချက်အရအဆိုပါဒေသတွေမှာဘာတိုက်ပွဲမှဖြစ်ပွားခြင်းမရှိပေစစ်ကောင်စီတပ်ကအယက်သားပြည်သူတွေကိုသာပြစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့စတောင်းမြစ်အနီးကကြေးရွာပေါင်း10ခုကျော်ကပြည်သူထောင်နဲ့ချီဟာလေကြောင်းဘေးကိုစိုးရိမ်တာကြောင့်တောတောင်တွေနဲ့ဘီလူရနေရာတွေကိုအရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။